in မြန်မာပြည်ကထုတ်လုပ်ပြီး1980 1993 1999ဒါ5ချက်တန်နော်ဒါ10ပြားဒါ25ပြားနော်1999ခုနှစ်မှာမွေးတဲ့လူတွေအမှတ်တရသိမ်းထားလို့ရတယ်နော်1993ခုနှစ်မှာမွေးတဲ့လူတွေအမှတ်တရသိမ်းထားလို့ရတယ်1980မှာမွေးတဲ့လူတွေအမှတ်တရသိမ်းထားလို့ရတယ်နော်ဒီနှစ်ပြားအတူတူပဲ1980နှစ်ပြား1993တစ်ပြား1999 5ချက်တန်တစ်ပြားနော်ခေါင်းပန်းသပင်နံ